မင်္ဂလာပါရှင်ကျွန်မကတော့တရားလွှတ်တော်ရှင်နေတော်စင်စင်ဦးပါZenith Legal Service ရဲ့ founder တယောက်ပါဥပဒေရေးရာမေးခွန်းတွေကိုဖြေကြားပေးလျက်ရှိပါတယ်ရှင်အခုမေးမြန်းထားတဲ့မေးခွန်းတစ်ခုကတော့သူ့ရဲ့အမျိုးသမီးကကိုဝင်ရလာရင်ဖြတ်ချပစ်မယ်ဆိုပြီးတော့ပြောကြားခြင်းဟာဥပဒေပါတားမြစ်ချက်တွေနဲ့ညီစွန်းချက်ရှိမရှိမေးမြန်းထားသောမေးခွန်းဖြစ်ပါတယ်ဒီမေးခွန်းကိုကျွန်မကရာဇသတ်ကြီးဥပဒေနဲ့ပြန်လည်ဖြေကြားပေးပါမယ်ရာဇသတ်ကြီးပုံမှ906ဒီ906မှာဆိုရင်မြည်သူမဆိုပေါ့နော်ရာဇဝတ်မကင်းသောစိမ်းမောင်းချင်းချောက်မှုပြုလုပ်ရင်ဒီပုံမှန်နဲ့ညီစွန်းချက်ရှိလို့ထောင်ဒဏ်2နှစ်ထိတမျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေထောင်ဒဏ်ရောငွေဒဏ်ရောဒဏ်ရလုံးဖြစ်စေချမှတ်ခြင်းခံရနိုင်တယ်ဆိုပြီးတော့ရာဇသတ်ကြီးပုံမှန်906မှာပြဋ္ဌာန်းချက်ရှိပါတယ်အခုမေးမြန်းတဲ့မေးခွန်းအရာအကိုရဲ့အမျိုးသမီးကဒီကလေးကိုမမွေးလာသေးတဲ့ကလေးကိုဝင်ရလာရင်ဖြတ်ချပစ်မယ်ဆိုပြီးပြောခြင်းသည်ရာဇဝတ်မကင်းသောပြုလုပ်မှုတစ်ခုခုကိုပြုလုပ်မယ်ဆိုပြီးတော့ချိန်ချောက်ခြင်းဖြစ်လို့ရာဇသတ်ကြီးပုံမှန်906နဲ့ညီစွန်းချက်ရှိပါတယ်နောက်တစ်ချက်ကတော့ကိုဝင်နဲ့ပတ်သက်ပြီးပြောရရင်ဒီအမျိုးသမီးတို့ကမိမိရဲ့စိတ်ကျန်းမာရေးအတွက်သူကဒီမိမိရဲ့ခန္ဓာကိုယ်ကိုပရိသေတွေမတည်နိုင်အောင်သက်ဆိုင်ရာရဲ့ထောက်ခံချက်မရှိဘဲနဲ့ခွဲစိတ်မှုတစ်ခုခုပြုလုပ်လိုက်လို့ရှိရင်ရာဇသတ်ကြီးပုံမှန်312ရဲ့အပိုင်းငယ်နဲ့ညီစွန်းချက်ရှိပါတယ်ပေါ်ပေါက်ချက်ရှိရင်အရေးယူခြင်းခံရနိုင်ပါတယ်ထောင်ဒဏ်3နှစ်ထိချမှတ်ခြင်းခံရနိုင်တဲ့အပြင်ငွေဒဏ်မှာချမှတ်ခြင်းခံရနိုင်ပါတယ်ဒါကဘာလို့ဆိုလို့လဲဆိုရင်တော့တားကြောဖြတ်တဲ့အခါမှာကျမတို့သက်ဆိုင်ရာအစိုးရစေယုံတွေမှာနော်မြို့သမီးစေယုံတွေမှာပြသမယ်တားကြောဖြတ်လို့ရဆိုရင်တင်ပြပြီးတော့သူတို့ကထောက်ခံချက်ဒါကလေး3ယောက်ထက်မနည်းဝေဖွားထားတယ်ဆိုရင်တော့တားကြောဖြတ်နိုင်တယ်ခွင့်ပြုတယ်ဆိုတော့ခွင့်ပြုမိတ်ရတယ်ခွင့်ပြုချက်ရတယ်ဆိုရင်တော့တားကြောဖြတ်ခွင့်ပြုတယ်ပေါ့နော်နောက်ထပ်ကိုဝင်မဆောင်နိုင်အောင်ခွင့်ပြုချက်ရမှသာကိုဝင်မဆောင်နိုင်မှုအတွက်ခန္ဓာကိုယ်ကိုဒီတားကြောဖြတ်တာတို့ဘာလို့လုပ်လို့ရတယ်ပေါ့အဲ့လိုမျိုးခွင့်ပြုချက်မရှိဘဲနဲ့ तू ကအပြင်စေးကန်းတွေမှာခွင့်ပြုချက်မရှိဘဲတားကြောဖြတ်လိုက်တယ်ဒီလိုမျိုးကိုနင်နာတယ်ဆိုပြီးတော့တိုင်ကြားမှုရှိသည်ဖြစ်စေသိရှိတဲ့လူတွေကတိုင်ကြားမှုရှိသည်ဖြစ်စေရာဇသတ်ကြီးပုံမှာ312အပိုင်းငယ်နဲ့ညီစွန်းချက်ရှိလို့အရေးယူခြင်းခံရနိုင်ပါတယ်နောက်တစ်ချက်ကရာဇသတ်ကြီးပုံမှာ315ဒီမှာတော့ဒီဥပဒေမှာပြဋ္ဌာန်းချက်ကတော့ဒီကလေးကိုပေါ့နော်ပရိသေတွေကိုမမွေးဖွားမီဖြစ်စေမွေးဖွားပြီးနောက်ဖြစ်စေနော်ဒီပရိသေတွေကိုအရှင်မွေးဖွားခြင်းကိုတားဆီးဖို့အတွက်အကြံနဲ့လုပ်တယ်တားဆီးဖို့အတွက်အကြံနဲ့ဆိုတာကိုဝင်မဆောင်နိုင်အောင်တားဆီးတွေတောက်မယ်ကိုဝင်ရှိလာခဲ့ရင်လေဒီကလေးကိုမပြက်အောင်နှီးပေါင်းစုံနဲ့ဆေးတွေတောက်မယ်ဖြတ်ချမယ်ဒီလိုမျိုးလုပ်ခဲ့တယ်တကယ်လို့ဖြတ်ချတာမှမပြက်ကြပဲနဲ့ကလေးကအရှင်မွေးလာရင်အဲ့ဒီမွေးလာတဲ့ကလေးကိုတေးစေအောင်တစ်ခုထပ်လုပ်မယ်ဆိုရင်အကြံနဲ့နော်ဒီလိုအကြံနဲ့လုပ်မယ်ဆိုရင်ရာဇသတ်ကြီးပုံမှာ315နဲ့ညီစွန်းချက်ရှိလို့ထောင်ဒဏ်10နှစ်ထိဖြစ်စေငွေဒဏ်ဖြစ်စေချမှတ်ခြင်းခံရနိုင်ပါတယ်ထောင်ဒဏ်ရောငွေဒဏ်ရောချမှတ်ခြင်းခံရနိုင်ပါတယ်ဒါကြောင့်ကလေးကိုမရအောင်ပြုလုပ်မယ်ဆိုပြီးကျိမ်းမောင်းချင်းကြောက်ချင်းသည်ရာဇသတ်ကြီးပုံမှားရည်နဲ့ညီစွန်းချက်ရှိလို့အရေးယူခြင်းခံရနိုင်ကြောင်းဖြေကြားပေးလိုက်ပါရစေရှင်